ရဘူးလားဒီလိုမျိုးတွေရဘူးမငုံနဲ့နော်တတခါတွေပြတ်မှာစိုးလို့နော်တတ dạ ကျောင်းပညာတွေတင်းနေရပေါ့ဘယ်နှစ်တန်းလဲ tè tè နှစ်တန်း ờ ဩတတဘာနဲ့ရေးရတော့လက်ကြတော့ đi lên đi là bà ဟုတ်လားဒီထဲအားဆိုရင်ဒီလက်ရေးလှလှလေးရတတရေးရပေါ့ ok ဒီမှာလည်းလက်ရေးလေးကိုလှနေရပဲနှစ်တန်း ok ဩစာရီတော်ပါရဲ့ ờ ဖေဖေနဲ့မိမိကဘာလုပ်တောင်ဖေဖေကဘာလုပ်တာလဲ sao thì là sắp tới sẽ dùng lúc ta ဆက်ပြဆက်ယုံဝန်ထမ်းပေါ့ ok အတတဒီเจ้าမှာလာပြီးတော့ပညာစာတင်းနေရတာ ok နှစ်တန်း ờ စာရီလိုက်နိုင်လား lấy đây đi လိုက်နိုင်တယ်เจ้าပြောလား rồi đi เจ้าပြောတယ် ờ အခုတတအတွက်ဘာတွေလိုအပ်တော့ tè tè là sắp tới đi xí gì စပိန်လေးစီးကျင်တယ် ờ tao bị rồi đó là cháu sẽ là lúc chuyện là တတကြီးရင်ចောင်းဆရာလုပ်ချင်တာဖြစ်မှာပေါ့တတရဲ့ဝိချက်လေးလည်းတိတ်မကောင်းတော့ဘူးနော် ờ ဒီဝိချက်လေးနဲ့အဲ့ဆိုရင်ចောင်းလာရတာပေါ့ ok cháu chơi đi là bị bảo vậy တိတ်တိတ်လေးကဘိန်းပေါက်သွားတယ်အဲ့ကြောင့်ဒါတောင်းရတာ ờ ဝိချက်တစ်စီးကလည်းအခုကဆေးကြီးရလေသိရမလားနော်ဝိချက်အတက်လူမဲ့လူရှိရင်တတကိုဦးပြန်ပြီးတော့စီးစမ်းပေးမယ် ờ ဟုတ်ပြီနော် ờ လောလောဆယ်တတရဲ့ပညာရေးလေးကိုဦးကလာပြီးတော့ထောက်ပံ့ပေးတာ ok တတ၄ချောင်းမြတ်လုံးတာဟုတ်တယ်နော် ờ ဟုတ်ပြီဗျာအဲ့တော့တတကိုပညာရေးအနေနဲ့ဦးကထောက်ပံ့ပေးမယ်ကျောဘွေးရကောင်းလားကျောဘွေး tôi bây giờ ရှိလား tôi bây giờ mới chịu Mới chịu. bây giờ tao lúc má thì bây giờ hao đi ဟုတ်လားအဲ့လိုလားဟုတ်ဗျာ tao ba lúc bây giờ ta là tao đi à ဟုတ်လားအဲ့တော့တတအတွက်အဓိကလိုအပ်မယ်ကကျောင်းလုံးစာအုပ်တွေလိုမယ် ờ စာရေးကိရိယာတွေလိုမယ်ပေါ့ စာတွေစူးစမ်းမယ်နော် ờ ဟုတ်ပြီတတအဲ့တော့တတကိုဒီမှာကြောဖို့လွယ်ဒါဆိုကြည့်လားမကြည့်ဘူးကြိုက်လားကွက်တီလားစပိုင်ဒါမန်ကြိုက်လား ရော့တတရောပြီးရင်စာအုပ်ကဒရာတင်ရောပေးမယ်နိုင်လားဒီပေါ်လေးဒီပေါ်တင်လို့မရဘူးရင်ကုန်ပေါ်တင်လိုက်မယ်နော်အကုန်အစုံထည့်ပေးမယ်ဒီမှာခဲတံဒရာစင်ဟောပြက်ပေးတံဟုတ်ပြီဒါတတစာအုပ်နေုံတတထပ်ပြီးတော့ထောက်ပံ့မျိုးကဦးကနော်အဲ့တော့တတကိုတတလိုအပ်တာလေးတွေဝယ်ဖို့ရအတွက်အလှငွေပါထောက်ပံ့ပေးမယ် ờ ဟုတ်ပြီနော် ờ အလှရှင်နာမည်လေးတတကိုဦးကပြောပေးအောင်မယ်နားထောင်ပေးလာအောင်နော်ကိုရဲရင်ဟိန်းနဲ့မနန်းဣခိုင်နမီလေးဖြစ်တဲ့ဟေတာထွန်းအမရဘူးရအရှိပရိယက်ကတိုင်းမှာတတိန်လူတာရှိရယ်အဲ့တတိန်လဲလှူပေးမယ် ờ နော်ပြီးရင်ဘယ်သူကရှိအောင်မလဲဆိုရင်ကိုနေမျိုးစင်ကာပူနိုင်ငံတိုင်းမှာလဲတတိန်လူတာရှိရယ်အဲ့တတိန်လဲလှူပေးမယ်2တိန်အောင်ရပြီ ờ ပြီးရင်ဒေါ်ကြောခိုင်မိသားစုမန္တလေးကံကောက်ကွက်တစ်ကတိုင်းမှာအဲ့ထဲမှာလဲတတိန်လှူပေးမယ်ငွေသား3တိန်ရောက်ထောက်ပံ့ပေးခဲ့မယ် ờ ပညာတွေတင်လို့ရအောင်လို့တတဖြစ်ချင်တဲ့ဆရာဝန်ကြီးဖြစ်အောင်လို့ ờ ဆရာဝန်ကြီးလုပ်ချင်တာ ờ လာတအလူငွေက3တိန်စာရေးကိရိယာရဲ့အလူရှင်လဲဥပြောပြလာအောင်မယ် ờ ဒီစာရေးကိရိယာရဲ့အလူရှင်ကအလူရှင်စင်ကာပူနိုင်ငံကမတ်စုရဲ့48နှစ်ပြည့်မွေးနေ့ကုသိုလ်တဲ့တိတိရဲ့မွေးနေ့ကုသိုလ် xe ba đi tao lúc bây giờ cái đồ ဝမ်းသာတော့လာတရဘူးလားဒီလိုမျိုးတွေရဘူးမငုံနဲ့နော်တနခါတွေပြတ်မှာစိုးလို့နော်အဲ့တော့ပိုက်ဆိုင်ရောရပြီဘာလို့ချင်တော့ပါဝယ်ချင်တော့ bây giờ စပိန်ဝယ်ချင်တာစပိန်ကဒီငွေ3သိန်းနဲ့ဝယ်လို့မရသေးဘူးဒါအဓိကလိုအပ်တာလေးဝယ်မယ်နော်စပိန်လှူတဲ့လူရှိရင်ဦးထောက်ပံ့ပေးမယ်နော် tao đã mới uống được không ဖုန်းကနေပါအောင်ရဲ့စာတင်းနေရနော်ဦးတက်နိုင်လောက်ဆောင်းလျှောက်ပေးမယ်နော်ဟုတ်ပြီစာရီကျိုးသားပါဦးကိုချေရနော်ဟုတ်ပြီကဲဘိုင်